ဒီနေ့မှာကတော့နိခါဂီရာစုဆိုတဲ့ grammar ကိုပြပြပေးသွားမှာပေါ့နော်နိခါဂီရာစုရဲ့အဓိပ္ပာယ်ကမြန်မာလိုဆိုလို့ရှိရင်မြန်မာပေါ့နော်စကားပြောအနေနဲ့ဆိုလို့ရှိရင်နော်ဒါမကဆိုအဓိပ္ပာယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးရပါတယ်အဲ့ဒီအရာတစ်ခုတည်းတွေမဟုတ်ဘူးနောက်ထပ်ကျေပြန့်တဲ့အတိုင်းအတာရှိရဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူ့ရဲ့ပတန်ကကြတော့ noun ပေါ့နော် Meiji plus နိခါဂီရာစုအဲ့အောက်မှာသူကပြောထားတဲ့ဒီနိခါဂီရာစုရဲ့အဓိပ္ပာယ်ပေါ့နော်ဒီ grammar ရဲ့အဓိပ္ပာယ်ကဟန်ယီဝနာနီနာနီဒါခေတဲ့နခုစာရာနီဟီရိုဤဟန်ယီနော်မိုးနုမိုဟုခုမိုဟန်ယီဆိုတာကဘလို့ရမျိုးပြလဲဆိုရင်ဥပမာသူ့ရဲ့အတိုင်းတာပေါ့နော်ဥပမာအတိုင်းတာအကျယ်ဝန်းနေပယ်ပေါ့နော်အဲ့သူ့ရဲ့ race တစ်ခုသတ်မှတ်ထားတဲ့ဟာပေါ့နော်အဲ့ဒီဟာကိုပြောတာအဲ့ဒီအရာတွေမဟုတ်ဘဲနဲ့ထပ်ပြီးတော့မှကျေပြန့်တဲ့အရာလည်းရှိသေးတယ်ကျေပြန့်တဲ့အရာတွေပါဝင်တယ်လို့ပြောတာပေါ့နော်အဲ့ဒီအဓိပ္ပာယ်မျိုးနဲ့သုံးတယ်အဲ့တော့အဟိုးအောင်ဆုံးမှာစာကြောင်းမှာကအတူနီဝဟိုကနီမိုတိုယူအီမီအိုအာရာဝစုမိုယစာရာနီဟီရိုဤဟန်ယိုအာရာဝစုခိုတိုပါမင်းနာဇာမဇာမနာအစ်စမူနာတို့စခတာဘုံကခိုတို့အဲ့တော့နောက်မှာကတော့ဟိုကနီမိုအခြားຢာတွေလည်းပဲဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဟာတွေကိုဖော်ပြတဲ့မိုးပေါ့လဲပဲဆိုတဲ့ဟာစကားလုံးတွေပြီးတော့မှစာရာနီဒါအပြင်ပေါ့နော်နောက်ထပ်ကျေပြန့်တဲ့ဒီအတိုင်းအတာတွေကိုဖော်ပြတဲ့စကားလုံးတွေဘယ်လိုလဲမင်းနာဆိုတာအားလုံးပေါ့နော်ဥပမာစာမစာမနာအမျိုးမျိုးသောအစ်စမိုနာတို့အဲ့ဒီဟာတွေကိုအသုံးပြုတဲ့စာကြောင်းနေလိုက်တယ်ဒါဆိုလို့ရှိရင်ဒီနိခါဂီရာစုရဲ့အသုံးပြုပုံလေးကိုဒီနမူနာစာကြောင်းလေးတွေကိုကြည့်လိုက်လေဆိုရင်တော့နားလည်သွားမယ်လို့ထင်တယ်ပေါ့နော်一この記念館は休日に限らず1年中出館者が多いဒီပြလိုက်က休日に限らず休日ဆိုတာပိတ်ရက်ကိုပြောတာပေါ့နော်ရုံးပိတ်ရက်တင်မကဘူး1年中ဆိုတာတစ်နှစ်ပတ်လုံးရှုခန်းရှာကအိုးဘာလဲဆိုလို့ရှင်တစ်နှစ်ပတ်လုံးမှာလာပြီးတော့ဝင်ရောက်ကြည့်ရှုတဲ့သူတွေများပြရတယ်ပြောတာအဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ပိတ်ရက်ဆိုလို့ရှိရင်လူများတာဒါဒီဟာတဘာဝပဲပေါ့နော်အဲ့တော့အဲ့ဒီအတိုင်းတာပိတ်ရက်ဆိုတဲ့အတိုင်းတာပိတ်ရက်ဆိုတဲ့သတ်မှတ်ထားတဲ့ limit တစ်ခုပေါ့နော်အဲ့ဒီဟာတွေမကဘူးတစ်နှစ်ပတ်လုံးဆိုတဲ့အနေအထားမျိုးနောက်ထပ်မှတစ်နှစ်ပတ်လုံးဆိုတဲ့ຢာကဒီပိတ်ရက်ဆိုတဲ့ຢာတက်ပို့ပြီးတော့မှများတယ်ပို့ပြီးတော့ကျေပြန့်တယ်ပေါ့နော်တစ်နှစ်ပတ်လုံးဆိုတဲ့ຢာမှာပါသွားပြီးတော့မှ तू ကဒီဝင်ရောက်တဲ့သူတွေများတယ်အဲ့တော့ခုနကအတိတ်ပဲလိုမျိုးပဲသူ့ရဲ့ဒီသတ်မှတ်ထားတဲ့အတိုင်းတာတစ်ခုတည်းမကဘူးနောက်ထပ်ပြီးတော့မှကျေပြန့်တဲ့အရာပါဖြစ်နေဆိုတဲ့အတိတ်ပဲမျိုးပြောတာပေါ့နော်အဲ့တော့ဒီစကားပြောအနေနဲ့ပြောမယ်ဆိုရင်တင်မကဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ပိတ်ရက်တင်မကဘူးတစ်နှစ်ပတ်လုံးဝင်ရောက်တဲ့သူတွေများတယ်နိうちに限らず近所の住民はみんな夜中のバイクの音に悩まされているအဲ့တော့အိမ်နေတာမကဘူးအိမ်မှာတော့မကဘူးဘေးနာကဒီနေထိုင်တဲ့သူတွေကအားလုံးရတကောင်ကြီးပေါ့နော်ဆိုင်ကယ်တန်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်ပေါ့နော်အဲ့တော့ကိုယ့်အိမ်တိမ်နဲ့မဟုတ်ဘူးကွာဒီကိုယ့်ရဲ့ဘေးနာကအိမ်ဆိုတဲ့ဒီအတိုင်းတာပေါ့နော်အိမ်ကိုယ့်အိမ်တိမ်နဲ့မဟုတ်ဘူးတခြားအိမ်တွေကပါကိုတယောက်တည်းဖြစ်နေမှာမဟုတ်ဘူးကွာတခြားသူတွေကပါဖြစ်နေရဆိုတဲ့အဓိပ္ပာယ်မျိုးနော်အဲ့ကိုယ့်အိမ်ဆိုတဲ့အတိုင်းတာမဟုတ်ဘဲနောက်ထပ်ကြော်လုံးပြီးတော့ကိုယ့်အိမ်ဘေးနာကအိမ်ကြီးချင်းနေအားစားနော်နေထိုင်သူတွေကစားဒီညတကောင်မှာဆိုင်ကယ်တန်ကြောင့်စိတ်နှောင့်ယှက်ဖြစ်နေကြတယ်စံခင်းနန်နဲ့ချီဟိုးနော့မချီနီခါဂီရစုဒိုင်ဒိုခိုင်တဲ့မိုးရောရှော့တန်နော့ဟေးတန်ကအိုင်ဆွေတဲ့ဤတို့အခုလက်တလောပေါ့နော်နှစ်တည်းမှာဆိုလို့ရှိရင်ဒီဒေသဆိုင်ရာမြို့တွေမှာတင်မကဘူးပြောမယ်ဆိုလို့ရှိရင်ဒေသဆိုင်ရာမြို့ပေါ့နော်ချီဟိုးတော့မှာဒေသဆိုင်ရာမြို့တွေမှာလည်းမကောက်ဒိုင်ဒိုခိုင်ဆိုတာကဒီမြို့ကြီးပြကြီးလို့ခေါ်တာဥပမာဘယ်လိုဟာမျိုးလဲဆိုတိုကျိုလို့ခေါ်တာပေါ့နော်အဲ့လိုဟာမျိုးခေါ်တာအဲ့လိုမျိုးကြီးပြကြီးပေါ့အဲ့လိုမျိုးကြီးပြကြီးတွေမှာလည်းပဲရှော့တန်တော့ဟေးတန်ကပါလဲဆိုရှင်စာအုပ်ဆိုင်နေပိတ်သိမ်းမှုတွေကအိုင်းဆွေတဲ့ယူဆအဆက်မပြတ်ဖြစ်နေရဇက်တိုက်ဖြစ်ပွားနေရဆိုတဲ့အတိတ်ပဲစာအုပ်ဆိုင်ပိတ်သိမ်းမှုတွေကဇက်တိုက်ဖြစ်ပွားနေအဲ့တော့စ
စာအုပ်ပိတ်တာကဒီဒေတာဆိုင်ရာပေါ့နော်မျိုးတွေဆိုပြီးတော့သတ်မှတ်ထားပါမယ်အဲ့မျိုးတွေမှာဒီတော့မကဘူးတခြားနောက်ထပ်ကြော်လွန်ပြီးတော့မှမျိုးကြီးပြကြီးဆိုတော့ကျင်ပြက်တဲ့အရာတွေအထီးတောင်မှဒီစာအုပ်ဆိုင်ပိတ်သိမ်းမှုတွေကစက်တိုက်ဖြစ်ပေါ်နေဆိုပြီးပြောတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟန်အီရဲ့ဟန်ရအနိခါကေရဆိုတဲ့အဓိပ္ပာယ်ကဒီနောင်တင်အောင်မကဘူးနောက်ထပ်ပြီးကျပြန့်တဲ့နောင်ပေါ့နော်ဒီနောင်တွေပါပါဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောတာဖြစ်ပါတယ်